အားလုံးပဲမင်္ဂလာပါကိုသားသမီးကိုတူတဲ့ channel မိဘတိုင်းကပေါ့နော်တော်တော်လေးအပင်ပန်းခံရတယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုလေးမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောချင်တာပေါ့နော်ကျွန်တော်သားလေးအကြောင်းပဲဖြစ်ပါတယ်ပေါ့နော်ကလေးတွေကိုကျွန်တော်တို့မိဘတွေကပေါ့နော်တူတဲ့ channel ဆိုပြီးတော့မှပေါ့နော်ဟိုလိုမလုပ်ရဘူးဒီလိုမလုပ်ရဘူးဒါမျိုးဖြစ်ရမယ်ဆိုပြီးတော့မှသင်ပေးလေးရှိပါတယ်နော်အဲ့လိုမျိုးသင်ပေးတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ဆိုရင်ဒီ toilet နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥမာကလေးရရှိပါခြင်းနဲ့တိတ်ပေါ်ခြင်းတွေဆိုရင်ကျွန်တော်တို့ကကျွန်တော်သားလေးကိုပေါ့နော်toilet ကိုတက်ခိုင်းတယ် toilet ပေါ်သွားခိုင်းတယ်ပေါ့နော်အဲ့တိုင်းပဲကလေးကလည်းလိုင်းနာတယ် toilet ပေါ်သေးပေါက်တယ် toilet ပေါ်ချိပါတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်သားလေးဆိုအခု3နှစ်ကျော်ရှိပြီပေါ့နော်တခြားကလေးတွေဆိုရင်တချို့မိဘတွေကပေါ့နော်မတင်ဘူးဆိုရင်ပေါ့ဗျာတွေ့တဲ့နေရာမှာသေးပေါက်မယ်နောက်ပေါင်းမိတဲ့တွေသေးပေါက်ချမယ်စသဖြင့်အဲ့ဒီလိုမျိုးတွေလုပ်တတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တော့ကြတော့ဘာဖြစ်လဲဆိုတော့ဒီကလေးတွေအနေနဲ့ပေါ့နော်အကျဉ်းပြက်လာတယ်နော်ကိုကဒီကိုအိမ်မှာလည်းမဟုတ်ဘဲနဲ့အလဲဒီဘာတွေသွားတယ်တခြားနေရာသွားတယ်ဆိုလဲအဲ့လိုမျိုးတွေလောက်လာမှာဖြစ်တယ်ပေါ့နော်အကူကကျတော့ဒီလိုမျိုးစီစနစ်ကြကြတင်ပေးထားတော့ကလေးရပေါ့နော်ကိုရဲ့အိမ်မှာလည်းမဟုတ်ဘဲနဲ့တခြားသစိမ်းတွေရဲ့အိမ်ရောက်လည်းပဲเนาะသူအနေနဲ့တိတ်ပေါက်ခြင်းတယ်ဆိုဖေဖေး toilet မှာသွားပြီးတော့တိတ်ပေါက်ခြင်းတယ်เนาะချီပါခြင်းတယ်ဆိုလေဖေဖေး toilet ပေါ်သွားပြီးချီပါခြင်းတယ်စသဖြင့်အဲ့လိုမျိုးတွေပြောတယ်ပေါ့နော်ပြောတော့မိဘဖြစ်တဲ့သူကလိုက်ပြီးတော့လုပ်ပေးရတယ်ဆောင်ရွက်ပေးရတယ်ဒါကိုပြောချင်တာပေါ့အဲ့တော့အဲ့လိုမျိုးတွေတင်ပေးထားတော့ညဘက်ဒီဆိုလေပေါ့နော်ဥမာ7နာရီ12နာရီတကယ်အိတ်လို့ကောင်းတဲ့အချိန်ကြရင်ကလေးရတိတ်ပေါက်ခြင်းတယ်ဆိုရင်အေးရတဲ့မှာတေးမပေါက်ဘူးပေါ့နော်မပေါက်ဘဲနဲ့ဖေကျွန်တော်တေးပေါက်ရှင်တယ်เนาะ toilet ကိုလိုက်ဖို့ပေးစသဖြင့်ဒီလိုမျိုးတွေပြောတယ်ပေါ့နော်အဲ့တော့ပြောချင်တာအဲ့လိုမျိုးတွေပြောတော့ကြတော့ဒီကလေးတယောက်ကိုကတူတက်ချင်လို့တင်ပေးထားတော့เนาะမိဘဖြစ်တဲ့သူကအဲ့ချိန်မှာပြင်းပြီးတော့ဟာငါမထားခြင်းဘူးအိတ်လို့ကောင်းနေတယ်မင်းမသာမင်းသွားစသဖြင့်ပေါ့နော်ပြောလို့မရဘူးကလေးကငယ်သေးရဲ့လေ3နှစ်ခွဲဆိုတော့အဲ့တော့မိဘဖြစ်တဲ့သူကလိုက်လံပို့ပေးရတယ်အဲ့တော့အဲ့လိုပို့ပေးရတော့ကျွန်တော်တို့ညာကိုအေးအေးပြက်တယ်ပေါ့နော်အဲ့တော့ပြောချင်တာအေးအေးပြက်လေပြက်မဲ့ကိုကလေးကိုပေါ့နော်လူကြီးတယောက်ကကလေးတယောက်ကိုเนาะဒီလိုမျိုးဖြစ်အောင်เนาะဒီလိုမလုပ်ရဘူးလို့သင်ပေးထားတော့ဗျာကလေးတောင်မှလိုင်းနာနိုင်တယ်ပေါ့နော်သူသေးပေါက်ချင်တာကိုအေးရမှာမပေါက်ခွင့်နဲ့ toilet ကိုသွားပြီးပေါက်ချင်တယ်မိဘဖြစ်တဲ့သူကပေါ့နော်လူကြီးဖြစ်တဲ့သူကကိုပြောတဲ့စကားကိုဘာလို့မတီးနိုင်ရမှာလဲပေါ့နော်ပြောချင်တာအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်ကလည်းကိုသင်ပေးထားတဲ့အတိုင်းပဲဟုတ်ပြီကလေးတောင်မှလုံးနိုင်တယ်ငါတို့မိဘတွေလူကြီးတွေဘာလို့မလုံးနိုင်ရမှာလဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကလေးကိုကောင်းတဲ့အမှုချင်းလေးတွေသင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ပေးခြင်းတဲ့ message ကဒီလိုပါပဲကလေးတွေကိုတူတဲ့ချင်းတဲ့မိဘတိုင်းကနော်ပင်ပန်းရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုလေးကနေ sharing လုပ်ပေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ see you next video bye bye